ဒီနေ့ drone max production အတွက်ကိုကျွန်တော်တို့ဒီ fundraise ပြုလုပ်ခြင်းဖြစ်ပါတယ်ဒီအတွက်ကျွန်တော်တို့လည်းအများကြီးဒီ fund raise အစီအစဉ်ကိုအကောင်းဆုံးဖြစ်စေချင်တာပေါ့နော်အများကြီးလည်းရစေချင်တာဒါကျွန်တော်တို့စိတ်ရင်းပါကျွန်တော်တို့တခြင်းဆိုလို့ရတာလည်းဘာမှမဆိုင်ပါဘူးအမှန်တကယ်ကျွန်တော်တို့လုပ်ပေးနိုင်တာလည်းဘာမှမရှိပါဘူး program ထဲမှာကျွန်တော်တို့အနုပညာရှင်ကျွန်တော်တို့ပေါ့နော်တန်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ကူညီခြင်းတဲ့အတွက်ဒီအစီအစဉ်လေးမှာဒီ drone production အတွက် fundraise ပြုလုပ်တဲ့အစီအစဉ်လေးမှာကျွန်တော်တို့ guys from ချင်းပါဝင်ရချင်းဖြစ်ပါတယ်ဖိတ်ခေါ်ပေးတဲ့ဒီအဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်လို့လည်းပြောချင်ပါတယ်ဖြည့်ဆရာရှိသေးလားနောက်မှဖြည့်လိုက်ဟုတ်အဲ့ဆိုရင်ကျွန်တော်အရင်ဦးဆုံးကျွန်တော် guys from ချင်းကနေပြီးတော့တခြင်းဆိုမဲ့လှည့်မှာကျွန်တော်ပထမဦးဆုံးဒီဆိုချင်ပါတယ်အားလုံးတည်င်းလဲကြီးကြမယ်ထင်ပါတယ်ကျွန်တော်တော့တရက်နိုင်ပိုင်းလောက်တရက်လောက်နောက်ကျပြီးမှဒီတည်င်းလေးဖတ်မိတယ်ပေါ့နော်အများစုကလည်းဖတ်ပြီးကြမှာပါကျွန်တော်တို့ပြီးခဲ့တဲ့စကိုင်းတိုင်းဒီပဲရင်ကလက်ရက်ကုန်းစာတင်ကျောင်းပေါ့နော်နာမည်ကတော့လက်ရက်ကုန်းစာတင်ကျောင်းဖြစ်တယ်အမှအများကြီးပြစ်ခတ်မှုတွေဖြစ်တယ်အကျန်းဖက်စစ်ကောင်စီကနေပြီးတော့စာတင်နေတဲ့ကလေးတွေဆယ်ဆယ်မတွေကိုဝင်ရောက်ပြီးတော့ပြစ်ခတ်တာတွေအများကြီးဖြစ်ပျက်ခဲ့တယ်ဒါတွေအားလုံးကအဖြစ်ပျက်တွေအများကြီးပဲပေါ့နော် testimony တွေရှိတယ်ဒါကိုဖတ်ပြီးရတဲ့ကျွန်တော်လုံးဝစိတ်မကောင်းဖြစ်တယ်ကလေးတွေငယ်ငယ်လေးတွေသူတို့တိုင်ရနဲ့ဘာမှမပြောရဲပဲငိုတော့မငိုရဲကြဘူးပေါ့နော်အဲ့လိုမျိုးလေးတွေလည်းဖတ်ရတယ်တကယ်စိတ်မကောင်းဖြစ်ရပါတယ်ဒါတွေအတွက်ကိုကျွန်တော်တို့လိုဒီနေရာမှာရှိတဲ့လူတွေအဝေးမှာရှိနေတယ်ဆိုပေမဲ့ဘာမှမဆိုင်ဘူးလို့လို့မရပါဘူးဒါတွေကကျွန်တော်တို့မှာအများကြီးတာဝန်ရှိပါတယ်ဒီလိုအစာတွေဒီဟာတွေဖတ်ရတာမှန်တကယ်တော့ဒီတကယ်ဖြစ်ပျက်နေတဲ့လူတွေလူမျိုးမဟုတ်ရင်တော့ဒီဖတ်ရတဲ့သူတွေက secondary trauma လောက်ကိုရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကရတင်ပါတယ်ဘာကြောင့်လဲဆိုရင်တော်လှန်ရေးကာလမှာကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ဖတ်ရမယ်ရင်နာစရာရှိတာသိရမယ်ကျွန်တော်တို့အဖြစ်ပျက်တွေကျွန်တော်တို့သိရမယ်ကျွန်တော်တို့ဒါတွေသိမှတာလင်ကျွန်တော်တို့ရဲ့တော်လှန်ရေးအပေါ်မှာထားတဲ့ကျွန်တော်တို့စိတ်တွေကစိတ်တမကြသွားမှာပေါ့နော်ဆိုတော့ဒီဟာလေးအနေငယ်ပြန် sharing လုပ်ချင်ပါတယ်ကျွန်တော်ပြင်ဆင်ထားတဲ့သချင်းလေးကMichael Bublé ရဲ့home ဆိုတဲ့သချင်းလေးဖြစ်ပါတယ်ဒီသချင်းလေးကိုလည်း request တဲ့အထဲမှာလည်းကြိုတင်ပြီးတော့ကျွန်တော်တို့ရထားပါတယ် request ပေးတဲ့အမကိုလည်းကျေးဇူးတင်ပါတယ် request ပေးတာ Grace Beauty Salon လို့မိရတယ်ပေါ့နော်ဘယ်ရလဲတော့မသိဘူးဆိုတော့ဒီသချင်းလေးဆိုချင်ပါတယ်Another summer day has come and gone away in Paris and Rome, but I wanna go home. Maybe surrounded by a million people, I still feel all alone. Just wanna go home. I miss you, you know. And I've been keeping all the letters that I wrote to you, each one a line or two. I found, baby, how are you? Well, I would send them, but I know that it's just not enough. My words were cold and flat. You deserve more than that. Another aeroplane, another sunny place. I'm lucky, I know. Just wanna go home. I got to go home. Let me go home. I'm just too far from where you are. I wanna come home. And I feel just like I'm living someone else's life.
It's like I just stepped outside when everything was going right. And I know just why you could not come along with me. That it was not your dream, that you always believed in me. Another winter day has come and gone away, and even Paris and Rome, yeah, I wanna go home. Let me go home. And I'm surrounded by a million people, I still feel alone. Let me go home. Let me go home. Let me go home. I had my run, baby, I'm done. Gotta go home. Let me go home. It'll all be alright. I'll be home tonight. I'm coming back home. Ah, Cheers, on everybody. it, wow. Thank you.